ဒီနေ့တော့အချင်းနဲ့အသားနဲ့ကောင်းလို့အေးတာရတီဖင်ဖာရတဲ့မူကတာဖိုင်လေးကိုပြပြမယ်နော်KNK မူကထာကြီးကိုဘလောက်ထိဖွဲလန်းလဲဆိုတော့အေးတာရထီတောင်ဖင်ဖာရတယ်တအူးကိုအဝါဖာ2900ကျပ်ပဲဘဖွန်ကနန်းဂုံပြည်ကြီးငါးနဲ့ကြက်မဲ့အထူကြီးတွေပြီးတော့အသားအဖုံအရသာကောင်းကောင်းနဲ့နှက်ထားတယ်ပြည်ကြီးငါးကနန်းအကြီးနဲ့ဘဖွန်တွေကို2900ကျပ်ကိုဖိတ်ကြိုက်တယ်လို့အဝါဖားလို့ရတာကအရန်ကိုတန်လွန်းနေပါပြီအသားနှက်ထားတာတွေကလည်းအရသာရှိလွန်းပြီးရောအသားအချိုနှက်ကအဖားလုံးဝအနက်နိုင်ပြီးရောတော်တော်ဖားကောင်းတယ်ပြောရမယ်ဆိုရင်အသားနှက်တဲ့အရသာတွေကောင်းတယ်လို့ပြောရမယ်ကျန်တာကတော့အသီးအရွက်တွေကတော့ရှမ်းပြည်ရောက်ပြီဆိုတော့ရှမ်းပြည်ရဲ့အပေါ်ဆုံးရေမုံငင်းပဲရွက်နဲ့မှုတွေကလည်းလုံးဝလက်ဖက်ရှမ်းပြည်မှာဖားရတယ်5 dish တွေအနေနဲ့ကတော့တရက်တစ်မျိုးမတူဘူးဆိုပေမဲ့မာလာရှမ်းကောနဲ့ဒီအနေရဖားခဲ့တာကချင်းဖက်ထမင်းကျော်ကအနံ့မှုမွေးလေးနဲ့ဖန်လေးလည်းကောင်းတယ်ဆိုတော့ဖေးသနာပါတာကိုတွေ့ရတယ်ပေါ့နော်အချင်းက3မျိုးရှိရဲ့အချင်း3မျိုးလုံးကိုဒီကဖားကြည့်ခဲ့တယ်အချင်း3မျိုးမှာလည်းတစ်ခုတစ်မျိုးစီနဲ့တော်တော်အရသာရှိပြီးတော့အကြိုက်ဖုံးကတော့ free food for ပါဟင်းရည်ကတုံရမ်းနဲ့မာလာနဲ့ရတယ်ဟင်းရည်တွေက ready made ကိုသုံးထားတာမဟုတ်ဘဲနဲ့ကိုယ်တိုင်ချက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဟင်းရည်ကဖာအရသာရှိနေရမျိုးပေါ့နော်ဖိုင်လေးဖာလေးကရှာရခတ်မှာဆိုလို့တေချာပြပြမယ်နော်နောက်အင်လန်အေးတာရ tea house အနီးရွှေကားရည် face light ရဲ့ဘေးလမ်းကြားထဲမှာပါကားရည် face light ကိုရောက်ပြီးသွားနဲ့ KNK မူကတာဆိုတဲ့ဖိုင်ဘုတ်ကိုမြင်ရပြီနောက်အင်လန်ဆိုတာကကားကြီးကွင်းမီးပွိုင်လမ်းဖုံကားကြီးကွင်းဘက်ကိုမကွေပဲနဲ့အဲ့လမ်းရဲ့မျက်နှာချင်းပိုင်းလမ်းထဲကိုလာခဲ့ရမှာပေါ့နော်အဲ့ဒါကိုနောက်အင်လန်လို့ခေါ်တယ်ဒါကနောက်အင်လန်ပေါ်ကရွှေကားရီဖေးဖီလိုက်ကရင်လှမ်းမြင်ရတဲ့မြင်ကွင်းပေါ့နော်အေးသာရမျိုးရဲ့ရှာရှာပါပါမူကတာဖိုင်လေးကိုသွားပြီးတော့ဖာကြည့်ခဲ့ကြအောင်နော်